ရရဝဲ Hello ဒီနေ့မှာတော့တုံကတစ်ခါမှမရိုက်ဘူးတဲ့ vlog ကိုဒီနေ့စိုက်ရမှာဖြစ်ပါတယ်။ဘာလို့တုံအဲ့ဒီ vlog ကိုရိုက်ချင်သွားလဲဆိုတော့တုံရဲ့မေမေဆွဲဆောင်မှုရပါတော့နော်။တုံကလေ Facebook မှာခစ်စားနေရစားတောက်တွေပါတယ်သူကစားတောက်ဆိုင်တွေကလွဲလို့ပေါ့နော်။ဒီလို local brand ထုတ်ကုန်လေးတွေနာမည်ကြီးနေရမျိုးဆိုရင်တုံမသိတာတော်တော်လေးကိုများတယ်တုံကအဲ့ဒီအပိုင်းကိုနည်းနည်းလေးအားနေတယ်ပေါ့နော်။ဒါပေမဲ့ဟိုမှာစားတောက်ဆိုင်ကောင်းပေါ်နေပြီဒီမှာစားတောက်ဆိုင်ကောင်းပေါ်နေပြီဆိုတော့အရန်ဟိုမှာတိရပေါ့စားရပေါ့နော်ဒါပေမဲ့ဒီနေ့မှာကျတော့ဗာလဲဆိုတော့တုံးရဲ့မေမေကဒီမဲကြော့ပေါ့နော်မဲကြော့စားတောက်ကုန်လုပ်ငန်းကနေပြီးတော့ငုတ်တိမိဖုတ်ထောင်းရယ်နောက်ထပ်ဘာတွေလဲတော့မသိဘူးမှားထားသေးတယ်ဒါပေမဲ့အဲ့ထဲမှာမေမေကနေပြီးတော့တုံးကိုဒီဟာလေးပေါ့သမီးရဲ့ဒါလေးစားကြည့်ပေါ့နော်အရန်ကောင်းတယ်ဆိုပြီးတော့မနက်ကနည်းနည်းလေးစမ်းစားလိုက်တဲ့အချိန်မှာတော်လေးကိုစားလို့ကောင်းတယ်အဓိကကျတော့တုံးကဒီတလုံးမှာနေလို့တိတ်ပြီးတော့မကောင်းနေတဲ့ခါကျတော့အစားအသောက်ပြက်နေတာတော်တော်ကြီးကြာပြီဒါပေမဲ့မနက်ကမှပေါ့နော်အဲ့ဒါဒီစားလိုက်တဲ့အချိန်မှာအရန်ကတွင်းတွေ့သွားတယ်တုံလိုက်နဲ့စားပါမယ်ဘာလို့ဆိုလက်သေးအရှိနဲ့ဆိုလေနော်လက်လည်းစီးထားပြီးသားပါတော့ပဲလက်နဲ့စားပါမယ်ဟိုဘေးမှာလည်းပေါ့နော်တုံစားတာကိုတရေယူမဲ့လို့စားရှိပါရဲ့အဲ့တော့နေကြော့ရဲ့မယုတ်တီးမီးဖုတ်ထောင်းလေးကိုစားပါမယ်အရန်စားလို့ကောင်းဟုတ်လေစားလို့ကောင်းတယ်မဟုတ်ဘူးလားအနာအစာဒီလုံးဝမှုေးပြီးတော့ကွာအီနေတာရှယ်ရုပ်ဒီနဲ့မှုေးအီတယ်တော့လို့ပြောရုပ်ဒီနဲ့အောင်စစ်အဲ့လိုမျိုးတွေ့လားရှယ်တော်မှုေးတာတော့အဲ့ဒါလေးနဲ့ထွက်ပြပါလားဒါလေးဗီဒီယိုဒီပါအဲ့ဒါလေးနဲ့တော့ထမင်းနဲ့နေပြီးတော့ကွာတင်မလားထမင်းအကုန်လုံးနဲ့နေမယ်ရုံးမယ်နေမယ်အဘနေလိုက်ကိုဒါမဲ့လေဟိုနော်ဟိုတော့ကကြတော့ထမင်းစားရတာပဲဖြစ်ဖြစ်တခုမွေးငါးစားရတာပဲဖြစ်ဖြစ်ရခိုင်မုတ်တီစားတာမျိုးပဲဖြစ်ဖြစ်ဟိုဆက်လေးစားအောင်ကြိုက်တယ်အဆက်မပါလို့ရှိရင်ထမင်းစားမကောင်းသလိုလို့အဲ့လိုခံစားရတယ်ဆက်တဲ့အစားအသောက်တော်တော်များများတုံကြိုက်တယ်ဒါပေမဲ့ဒီမဲကြော့ရဲ့ငုတ်တီးမီဖုတ်ထောင်းကကြတော့တာမန်နည်းနည်းလောက်ပဲအဆက်စားနိုင်တဲ့လူဆိုလုံးဝမစားဘူးကောင်းတယ်အရင်ဆက်တယ်ဒါပေမဲ့ green တွေ့ခြင်းနဲ့ဆက်လေးစားခြင်းနဲ့ရတာလည်းရှိလေးလည်းစားခြင်းနဲ့တချို့ဟာတွေကြတော့ကွာဆက်တာပဲရှိရမသိရမလားဟိုချင်းနဲ့ရတာငန်နဲ့ရတာအဲ့လိုမျိုးလေးဟိုဘယ်လိုပြောရမလဲတခါတည်းတသားတည်းပါမနေဘူးကွာစားကောင်းမှုဒါကြတော့သူနဲ့နေလိုက်ရောသူကဘယ်လိုရမလဲသူနဲ့နေလိုက်ရောစားကောင်းမြတ်အဲ့နဲ့တုံစားမှာကဒီမှာမဲကြောရဲ့ဟာလေးရဲ့ပြီးလို့ချင်းမှာတိုးစရာအကြပြမလို့လည်းတစ်ခါမှာအားတော့တိုးစရာကြတော့ဒီဘက်ကတုံရုံးမရီဒီမီဖုတ်ပြီးလို့ရှိရင်တခွားဒီရဲ့ဟောဒါတရကင်းမဲ့တကူကရေတရကင်းတကူကကုန်းတရကင်းမဲ့နှစ်ခုရဲ့တကူကတကူပဲတုံတစ်ခါမစားဘူးဟိုဟာတရကင်းဆိုဘာမှမကြိုက်လို့ပေါ့နော်ဒါပေမဲ့မေမေကတေချာလေးဘလို့မရခင်တင်ပေးလိုက်တယ်တမီးရဲ့ဒါရေတရကင်းဒါကကုန်းတရကင်းဒါမှမမိတော့ပေါ့နော်အဲ့ဒါရဲ့နောက်ပြီးလို့ရှိရင်ဒါလေးကကြတော့ဝူးညွန့်ကြော်ချက်လေးပါဝူးညွန့်ကြော်ချက်ရဲ့နောက်ပြီးတော့အရန်ကြိုက်တဲ့ငါးဥကိုအဆက်ကြော်ထားလေးပါအဲ့ဒါရေစပါမယ်ဆက်ကြအောင်ရှင်တုံးလဲပေါ့နော်ဒီဘလော့လေးဖူဘလော့လေးပေါ့နော်ရိုက်ဖို့ပြောထားတဲ့တောင်းဆိုထားကြတဲ့လူတွေရှိရဒါမှတော့မရိုက်ဖြစ်သေးဘူးပေါ့နော်အခုရိုက်ပါအခုမှရိုက်ပြတာပါဆက်ကြအောင်ရှင်ရန်ကောင်းရจะลงแล้วเนี่ยที่มีกุยตัวละก่อนตัวละสักเดี๋ยวတော့မှလေအစားအသောက်နယ်ပဲရမ်းကျင်တယ်ကိုကြိုက်တဲ့အစားအသောက်ကလွဲလို့ကွာတခြားအစားအသောက်တွေဆက်မြပြရလို့မစားဘူးဘာအဓိကအားဖြင့်မြန်မှာဆိုဆယ်မွန်စီဖူစီတီဘယ်နှခါရရောက်လဲအဲ့ဆယ်မွန်လက်နဲ့မထိအင်းရလူတွေဘလောက်ပဲစားနေပါစေတုံလုံးကယူမစား explain လည်းမကြိုက်ဘူးအကြက်လည်းမကြိုက်ဘုံမြစ်ဒီချိုးနေတာတခါမတို့ဘူးတို့ကြည့်မှာဘလို့တော့ပါတယ်ဘလို့တော့လည်းအရွက်ချွေတော့ဘလို့တော့ဟို
ကြာပြီးတော့လေနေ့ဒီဘူးညွတ်ကြော်ကြတော့ငါးဥရောကိုရန်ကြော်ထားရှဲကြော်ထားအဘူကြီးအပါစားတယ်ဘူးညွတ်လေးဆိုရင်စားကနေမှကြော်ထားဆိုတော့ပူလေးတော်တော်ကောင်းလားရှယ်ပဲအဲ့လောက်ကောင်းလိမ့်မယ်လို့မထင်လားတကယ်မထင်ထားလောက်အောင်ကိုကောင်းတာမရလေဒီကွက်ချက်ဒီကွက်ချက်မရလေမီးရဲ့စားကြီးရဲ့သမီးပါဇက်ပြက်နေဆိုလို့ပေါ့နော်မှားပေးတာပေါ့ဟိုစားလိုက်တဲ့အချိန်မှာအော်အရန်ဟိုမှာလေစားကောင်းတယ်အရန်ဆက်တယ်ဆိုပေမဲ့လေအဆက်ကြိုက်တဲ့လူတွေတော့တအားဟိုအဆင်ပြေငါအိုးရယ်ငါချွတ်ချွတ်ကလေးကြရတယ်ခင်းနေပါချက်တယ်ဆိုလို့ရှိရင်လည်းတော့ငါတော့10ကာရမတကူပေါ့နော်ချက်တာမေမေချက်တာပိုများမေမေပဲချက်တုံပဲချက်အသားဟင်းစီပြန်နေပါဆိုလို့ရှိရင်တော့မာတာပဲကြိုက်ပြောတာတော့မကြိုက်မာလေးစားပူကြိုက်快快点！你把这出来看，啥啥玩意儿嘞？呀！啊，过来吧。你来不？你来。你来喂，等等这边，快点。မျက်ရည်ပါဝင်မမလေးတကယ်ထူပူပြီးတော့ပွင့်ထွက်ပြီးတော့ဆက်ပြဲလန်အဲ့လိုမျိုးစားကြည့်နေဆိုရင်တော့မဖြစ်မနေစားဟုတ်စားကြည့်တယ်ကောင်းတယ်စကားကိုမပြောနိုင်တော့ခမရကောင်းပါပြီငါဥတီတော့ vlog မှာပဲအေးစစ်တက်ထားတော့ရှာရပုံနေကွာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ဘိုက်စာနေလို့ပဲဖြစ်ဖြစ်စားတော့ပြက်နေလို့ပဲဖြစ်ဖြစ်အရသာရှိရှိလေးနဲ့အဆက်တစ်ခုလည်းမဟုတ်ဘဲနဲ့အရသာလေးရောနှောထားတာလေးကအစတကယ်ကိုမှအရသာရှိရှိလေးနဲ့စားခြင်းနဲ့ဆိုရင်တော့ဒီမေကျော်ရဲ့မျိုးသမီးပုတ်ထောင်းလေးကိုဝယ်စားပြအောင်စားကြည့်ပါလို့တော့ပြောချင်ပါတယ်ရှင်။တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ချစ်တယ်တတာ